အားလုံးပဲမင်္ဂလာပါဆရာဒီနေ့ဒီဗီဒီယိုသင်ခန်းစာကနေဒီလေ့လာနေတဲ့အကြောင်းသားအကြောင်းသူတွေဒါတွေသမီးတွေကို slope of a straight line လို့ခေါ်တဲ့ဒီ straight line တစ်ခုရဲ့ slopes အကြောင်းပြောမှာဖြစ်ပါတယ်ဒီ slope ကိုမသင်ခင်ရှေ့သင်ခန်းစာတွေမှာ midpoint တို့ straight line တစ်ခုရဲ့ midpoint တို့ distance တို့အကြောင်းတွေကိုဆရာတို့ကရှင်းပြခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒီနေ့က slopes လို့ခေါ်တဲ့မြန်မာလို short ဆောက်ပေါ့နော်ဒီ short ဆောက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့A အမှတ်လို့ပြောပြီးဆိုရင် A မှာ coordinates တွေရှိတယ် x coordinate နဲ့ y coordinate တက်မှတ်စီရှိတယ် coordinate အကြောင်းကိုဆရာတို့ကရှေ့ midpoint တို့ distance တို့မှာသင်ငယ်တော့မှဒါပြောခဲ့ပြီးသားဒါ x တန်ဖိုးဘလောက် y တန်ဖိုးဘလောက်မှရှိနေရဆိုတော့ဒါ x, y ဒီတာ coordinate တစ်ခုပဲ b လည်းအဲ့တိုင်းပဲ c လည်းဒီအတိုင်းပဲပေါ့နော်ဆရာတို့က coordinate တွေပြောခဲ့ပြီးတော့မှသူ့ရဲ့ distance တွေရှာခဲ့တယ်ဒီ a နဲ့ b ရဲ့ midpoint ကိုလည်းရှာခဲ့ပြီးဒီတစ်ခါဒီ a နဲ့ b ဟာ slopes ဘလောက်စောင်းနေလဲဘလောက် short ဆောက်ဖြစ်နေလဲဆိုတာကိုဆရာတို့ကစတင်လေ့လာမှာဖြစ်ပါတယ်အဲ့တော့ slope ကိုလေ့လာတော့မယ်ဆိုရင် vertical chain ကိုဒီ horizontal chain နဲ့စားတယ် rise ကိုဒီ run နဲ့စားတယ်လို့လည်းပြောလို့ရတယ် rise ဆိုတာက B ကနေ C ကို rise လို့ခေါ်ပြီးတော့ run က A ကနေ C ကို run လို့ခေါ်တယ်ပြောချင်တာ BC ဒီ vertical ပဲ AC ဒီ horizontal ပဲအဲ့တော့ဒီ B ကနေ DC ရဲ့အကွာအဝေးကဘယ်လောက်ရှိတယ်ဆိုတာကိုသိချင်တယ်ဆိုရင်ဥပမာဆရာတို့ဆိုပါစို့ဒီကောင် number 2တဲ့တဲ့မှာရှိတယ်ပေါ့ဒီ y ဝင်ရိုးနဲ့ number 2နဲ့တဲ့တဲ့မှာရှိတယ်ဆိုပါစို့ဒီပေါက်မှာရှိတဲ့ b အမှတ်က number 5တဲ့တဲ့မှာရှိတယ်ဆိုပါစို့ဆရာတို့ရဲ့စလုံးမှတ်ဒီ b နဲ့ဒီလိုမျိုးဒီကြားတဲ့ပဲအောက်ကဒီ0ကနေမပါအောင်ဒါကြောင့်သူ့ကို5လို့ပြောလို့မရဘူးပြီးတော့ဒီကြားတဲ့က2ပြီးရင်3 4 5တစ်ကွက်နှစ်ကွက်သုံးကွက်ပဲဖြစ်တယ်ဒီသုံးကွက်ဆိုတာ final 5တဲက initial 2ကိုနှုတ်တာ ਨੇ အတူတူပဲဒါကြောင့်နောက်လာတဲ့ y2 တဲကရှေ့လာတဲ့ y1 ကိုနှုတ်တာဒီသူတို့ရဲ့ကြားကအကွာအဝေးဖြစ်တယ်ဆိုတာသိရမယ် sorry ပါအဲ့တော့ဒီ horizontal အမှတ်မှာလည်းအတူတူပဲနောက်မှလာတဲ့ဒီ x2 တဲကရှေ့ရလာတဲ့ x1 ကိုနှုတ်ရင်သူတို့ရဲ့ကြားကအကွာအဝေးကိုဆရာတို့ကရရှိမှာဖြစ်တဲ့အတွက်ဒီလိုနှုတ်ပြရတာဖြစ်ပါတယ်ဒါဆိုတော့ဒီအကွာအဝေးတွေက y1 နဲ့က y2 ပဲနှုတ် y2 တွေက y1 ကိုနှုတ်ပဲသူတို့ရဲ့ကြားကအကွာအဝေးကိုပဲရမှာဖြစ်တယ်အဲ့တော့ y1 နဲ့က y2 ကိုနှုတ်ရင် x1 နဲ့က x2 ကိုနှုတ်ရမယ်y2 တွေက y1 ကိုနှုတ်ရင် x2 တွေက x1 ကိုနှုတ်ရမယ်ဒါလေးညီရအဲ့တော့ slope ကိုရှာမယ်ဆိုရင် vertical ကိုဒီ horizontal vertical chains ကိုဒီ horizontal chains နဲ့စားတယ်များသောအားဖြင့် rise ကိုဒီ run နဲ့စားတယ် y2 minus y1 by x2 minus x1 ဆိုတာသူ့ရဲ့ formula ပဲဖြစ်ပါတယ်ဆိုတော့ slope နဲ့ပြောကြတယ်ဆရာတို့က slope နဲ့ပတ်သက်လာပြီးတော့မှဒီ short ဆောက်ပုံသင်နည်းတွေကအမှတ်တစ်မှတ် A အမှတ်နဲ့ B အမှတ်စုစုပေါင်း2မှတ်ကိုဖြတ်တန်းသွားတဲ့အခါမှာသူ့ရဲ့ slope formula က y2 minus y1 by x2 minus x1 ဆိုတာကိုဒါဒီအခန်းမှာဆက်လက်ပြီးအသုံးဆွဲသွားမှာဖြစ်ပါတယ် slope ရဲ့သင်္ကေတ m နဲ့ဖော်ပြတယ်ပေါ့နော်ဒါလေးကိုတားရသမီးတွေကသိရှိထားမှာဖြစ်ပါတယ်နောက်တစ်ခု slopes တွေက can be positive negative 0 and undefined ဆိုပြီးတော့မှ၄မျိုးရှိနိုင်တယ်အဲ့တော့ number 1 positive slope ဒီ slope တန်ဖိုးက0ထက်ကြီးနေမယ် horizontal မဖြစ်ရဘူး vertical မဖြစ်ရဘူးဒါဆိုရင် positive slope ဖြစ်တယ် negative slope ဆိုရင်0ထက်တန်ဖိုးငယ်နေမယ် horizontal မဖြစ်ရဘူး non horizontal non vertical လည်းမဖြစ်0 slope ဒီslope တန်ဖိုး0ကွက်တီဖြစ်နေမယ် horizontal line ကို0 slope လို့ခေါ်တယ် number 4 undefined slope ဒီ m ဆိုတဲ့တန်ဖိုးက undefined ပဲဖြစ်နေမယ်တနည်းအားဖြင့် vertical line y ဝင်ရိုးပေါ့နော် y ဝင်ရိုးလိုမျိုးအပေါ်ထောင်နေတဲ့ဒီ line ရှိတယ်အဲ့တော့ slope ၄မျိုးရှိတယ် positive slope negative slope zero slope undefined slope ဒါတွေသမီးတွေကဒီ၄မျိုး slope ၄မျိုးနဲ့ပတ်သက်ပြီးအလွတ်ရဖို့လိုတယ် positive slope ဆိုရင် slope တန်ဖိုး0ထက်ကြီးတယ် horizontal မဟုတ်ဘူး vertical မဟုတ်ဘူး
negative slope ဆိုရင်0ထက်ငယ်တဲ့ horizontal မဟုတ်ဘူး vertical မဟုတ်ဘူး zero slope ဆိုရင်0နဲ့ညီတဲ့ horizontal undefined slope ဆိုရင် undefined ဖြစ်နေတဲ့ vertical line ဖြစ်နေတယ်ဒါလေးတစ်ချက်သိထားဖို့လိုတယ်အဲ့တော့ပုံအနေနဲ့ခွဲခြမ်းလေ့လာမယ်ဆိုရင်ဥပမာ positive slope ဆိုလို့ရှိရင်ဆရာတို့ဒီအများနဲ့ဘယ်ဘက်ကစာမှတ်ဖြစ်ပြီးတော့ညာဘက်ကစုံမှတ်လို့မှတ်ထားရမယ်1ကစပြီးဒီမှာ2မှာစုံတယ်ဆိုတော့မူလအစအမှတ်ကနေ graph ရဲ့ပုံစံကအပေါ်ညာဘက်အပေါ်ကိုတက်သွားရင်အဲ့ဒါ positive slope လို့အလွယ်မှတ်ထားလို့ရပါတယ်အဲ့တော့မူလစမှတ်ကနေမှအပေါ်တက်သွားရင်ဘာလို့သတ်မှတ်ထားလဲဆိုရင် positive slope လို့သတ်မှတ်ထားတယ် positive ဆိုတဲ့တန်ဖိုးဒီ m တန်ဖိုး0ထက်ကြီးရမယ်ဒီ coordinate တွေ0ဖြစ်ခြင်းအနှုတ်ဖြစ်ခြင်းနဲ့မဆိုင်ပါဘူးအဲ့ရနေရှာလိုက်တဲ့တန်ဖိုး slope 0ထက်ကြီးရင် positive slope ဖြစ်ပါတယ်ပုံရကြည့်မယ်ဆိုရင်ဒီဘက်ကစပြီးညာဘက်မှာဆုံးတယ် sorry ပါအဲ့ဒီဘယ်ကနေညာဘက်ကိုတက်သွားပြီဆိုလို့ရှိရင်ဒါဟာ positive slope ဖြစ်ပါတယ်ဒါဆိုရင် negative slope ကဘယ်လိုပုံစံဖြစ်မလဲဆရာတို့လေ့လာကြည့်အောင် negative slope ကဘယ်ကနေစတယ်ညာမှာဆုံးတယ်အောက်ကိုစိုက်သွားပြီးဆင်းသွားတယ်ဆိုရင်ဒါဟာ negative slope ဖြစ်ပါတယ်ဒါဆိုရင် negative slope နဲ့ပတ်သက်ပြီးတော့မှလည်းသိရှိကြမယ်လို့ထင်ပါတယ်ပုံလေးနဲ့ပြထားပါတယ်နောက်တစ်ခုကတော့ zero slope zero slope ကဘယ်လိုဖြစ်နေမလဲနံပါတ်3က zero slope က horizontal ဆိုတဲ့အတိုင်းပဲ y ဝင်ရိုးတန်ဖိုးတစ်ခုအမြဲတမ်း y ဝင်ရိုးတန်ဖိုးကမရှိဘူးမဟုတ်ဘူး y တန်ဖိုးကရှိတယ် y တန်ဖိုး1ဆိုရင်1မှာပဲအမြဲတမ်း2ဆိုရင်2နဲ့တည့်တယ်မှာပဲအမြဲတမ်း y တန်ဖိုး constant ဖြစ်နေရင်အဲ့ဒါ zero slope လို့မှတ်လို့ရတယ် y တန်ဖိုးကို y တန်ဖိုးကို no change ပြောင်းထားဘူးဆိုရင်ဒါ zero slope တန်ဖိုးတွေကတော့ပြောင်းသွားမယ် horizontal line မို့လို့နောက် number 4 slope ကိုလေ့လာကြည့်မယ်number 4 slope ကကြတော့ဘာကိုပြောထားလဲဆိုတော့ undefined shape slope လို့ပြောထားတာဖြစ်တယ်ပေါ့နော် undefined slope ဆိုတာဒီရှာလိုက်တဲ့အဖြေတန်ဖိုးဒီပိုင်းကျင်က0ဖြစ်နေရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တန်ဖိုးအမှတ်နှစ်ခုရှာကြည့်မယ်ဆိုပိုင်းကျင်က0ထွက်တာပိုင်းကျင်က0ဆိုရင် undefined ဖြစ်ပါတယ်တနည်းအားဖြင့် y ဝင်ရိုးနဲ့အပြိုင် x တန်ဖိုး gain တွေဖြစ်နေပြီဆိုရင်အဲ့ဒါ undefined slope လို့ဆရာတို့ပြောလို့ရတာဖြစ်ပါတယ်တော့ slope နဲ့ပတ်သက်ပြီးရင်ဒီအချက်၄ချက်ကိုသားတဲ့သမီးတွေကပိုင်းနိုင်ကျွမ်းကျင်မှုလို့တဲ့ပြန်နှိုးရမယ်ဆိုရင် positive slope negative slope zero slope နဲ့ undefined slope ဆိုပြီးတော့မှ slope ၄မျိုးကိုဒီနေ့လေ့လာခဲ့တာဖြစ်ပါတယ် slope ရဲ့ formula က y2 minus y1 by x2 minus a1 ဖြစ်ပါတယ် slope ရဲ့သင်္ကေတဆိုဒါကြောင့်မို့လို့ m equal to y2 minus y1 by x2 minus x1 ဆိုပြီးတော့မှ slope ရဲ့ formula ဆရာတို့သတ်မှတ်ထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်